အရင်ကဆိုရင်တော့ကိုယ့်ရဲ့အိမ်မက်တွေကိုဖြစ်ချင်တဲ့အရာတွေကိုပဲပထမဦးစားပေးခဲ့တယ်ကလေးတွေရှိလာတဲ့အခါမှာကိုယ့်အတွက်အချိန်တွေဆိုတာတော်တော်လေးနည်းလာတာပေါ့နော်ရည်ရွယ်ထားတာတွေရည်မှန်းချက်တွေအများကြီးရှိတာပေါ့နော်ဒါပေမဲ့ရုတ်တရက်မမေးဖြစ်သွားတော့အဲ့လုပ်ငန်းခွင်ကလည်းထွက်လိုက်ရတယ်ကိုစွန့်လွတ်လိုက်ရတယ်ပေါ့နော်ကိုနို့ဘူးနဲ့ထားခဲ့ရတော့သူ့ကိုမထားခဲ့ခြင်းဘူးပေါ့နော်မျက်ရည်လည်းကျခဲ့ရတယ်ပေါ့ယုံကြည်မှုတွေပျောက်ဆုံးခဲ့တဲ့အချိန်တွေလည်းရှိတယ်တခါလေလည်းအရန်ပင်ပန်းပြီးတော့တားလေးလက်ကိုကင်ပြီးတော့မှငိုခဲ့ရတဲ့အချိန်တွေလည်းရှိပါတယ် Happy Mother's Day မေမေစကလုံးတစ်ခုတည်းနဲ့ describe ဆိုရင်တော့ strong ပါမိသားစုပေါ်တာဝန်ကျေတယ်ပေါ့နော်တာဝန်ကျေတဲ့မျိုးသမီးတယောက်ပါအရန်တော်တဲ့အိမ်တော်ရှင်မတယောက်ပေါ့နော်ဇနီးကောင်းတယောက်ဖြစ်တယ်လို့နောက်တငယ်ချင်းကောင်းတယောက်ဖော်မုံကောင်းတယောက်လည်းဖြစ်တယ်ပေါ့နော်ဆိုတော့friend ဆိုတဲ့တငယ်ချင်းဆိုတဲ့စကားလုံးနဲ့ကိုစားပြုချင်ပါတယ်ဟုတ်ကျွန်တော်အတွက်ရောကျွန်တော်သမီးအတွက်ရောပေါ့နော်ကျွန်တော်တို့နှစ်ယောက်လုံးအတွက် super woman ပါပဲခင်ဗျအမရဲ့မိသားစုဆိုရင်တော့အမနဲ့အမသားလေးနဲ့ပေါ့နော်အဲ့တော့အမအတွက်ရွေးချယ်မှုတွေလို့ပြောတဲ့နေရာမှာသားလေးအတွက်ရွေးချယ်မှုတွေမဟုတ်ပဲနဲ့ကိုယ့်အတွက်ကိုလည်းရွေးချယ်မှုတွေအများကြီးလုပ်ခဲ့ရတယ်ပေါ့နော်အမေတယောက်အနေနဲ့အလုံးဆက်လုပ်မယ်ကိုယ့်အိမ်မက်တွေကိုရအောင်အကောင့်ထဲပေါ်မယ်ဆိုတော့ဆုံးဖြတ်ချက်ကလည်းအမအတွက်အရေးကြီးရဲ့ရွေးချယ်မှုပါပဲအဲ့ဒါတွေမကသေးဘူးအမရဲ့ဘဝမှာလည်းတချို့အပြောင်းလဲတွေမှာပေါ့နော်အချိန်တွေအများကြီးယူပြီးတော့စဉ်းစားဆုံးဖြတ်ခဲ့ရတဲ့ရွေးချယ်မှုတွေလည်းရှိတယ်ပေါ့နော်ဒါမဲ့အခုပြန်တွေးလိုက်ရင်တော့အဲ့ဒီရွေးချယ်မှုတွေကကိုယ့်အတွက်ကောကိုသားလေးအတွက်ကောအမှန်ကန်ဆုံးနဲ့အမတို့ရှေ့ဆက်နိုင်ဖို့အတွက်အကောင်းဆုံးရွေးချယ်မှုတွေပြုလုပ်နိုင်တယ်လို့အမအနေနဲ့တော့ထင်ပါတယ်အမ working mom ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သမီးလေးနားမှာပဲအချိန်ပြည့်နေခြင်းနဲ့ဒါပေမဲ့လည်းရှေ့ရေးအတွက်အနာဂတ်အတွက်လှုပ်ရတယ်ပေါ့မိသားစုနဲ့ဖြစ်လာတဲ့အခါကျတော့အဓိကတော့အဲ့ time management တွေမှာပဲအမတို့တော်တော်လေးအဆင်မပြေမှုတွေဖြစ်ခဲ့တာတွေပဲရှိခဲ့တာပေါ့နော်ဘဝတစ်ခုကနေနောက်တစ်ခုကိုချက်ချင်းပြောင်းသွားလို့ဖြစ်သွားလွတ်လပ်ခွင့်တွေပေါ့နော်သူလှုပ်ချင်တဲ့အရာတွေကိုသူမလုပ်ရဘူးပေါ့နော်ဒီကျွန်တော်တို့ဒီအိမ်အောင်ရှင်မတယောက်ရဲ့လူ့ကြောင်ကိစ္စတွေရောတာသမီအေးရာတွေကိုပေါ့နော်သူဦးစားပေးရတယ်ပေါ့နော်သူ့ရဲ့ဝါသနာပါတဲ့အလုပ်တွေကိုသူဆုံးလုပ်ရတယ်ပေါ့နော်အိမ်အောင်ကြပြီးမိခင်တယောက်ဖြစ်လာပြီးနောက်ပိုင်းမှာပေါ့နော်သူ့ရဲ့ဒီနေ့စဉ်နဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေနောက်ပြကြလို့ရှိရင်စဉ်းစားတဲ့ဥစ္စာတွေကကြတော့သမီးနဲ့သူခင်မဖြစ်တဲ့ကျွန်တော်အတွက်ပဲအဓိကသူကဦးစားပေးပြီးစဉ်းစားရတယ်ပေါ့နော်ဆိုတော့ဘယ်လိုပြောမလဲသူ့ရဲ့အဓိကမိသားစုပေါ်ထားတဲ့နေတာခံတဲ့အချက်အလက်ဖြစ်နေတယ်တူတယ်ဟုတ်အရင်အစဉ်မပြေခင်တည်းကရောအခုဒီလိုအခြေအနေဖြစ်လာတဲ့အထိရောသူကမိသားစုပေါ်မှာအများကြီးနစ်နာခံပြီးတော့ဒီနေ့ဒီချိန်လောက်တိဆောက်ခဲ့တယ်ပေါ့နော်သူ့မှာကိုယ်ပိုင်အချိန်ရလို့မရှိတော့အောင်ကိုမိသားစုအတွက်အချိန်ကြီးအကုန်ပေးခဲ့တယ်ပေါ့ဘယ်လိုကိစ္စမျိုးပဲဖြစ်နေပါစေပေါ့နော်ဟိုနှစ်ယောက်သားတိုင်မင်းနဲ့အဲ့လိုကြော်ဖြတ်ကြတာများပါတယ်ခင်ဗျာဟုတ်အကြီးမားဆုံးအပြောင်းလဲဆိုရင်တော့ဘဝမှာကိုယ့်ထက်ပိုပြီးတော့ချစ်ရမယ်လူသားလေးတယောက်ရောက်လာတာပါပဲသူ့အတွက်ပဲပထမဦးစားပေးဖြစ်လာတယ်ပေါ့နော်ကိုထက်စားလို့ရှိရင်သမီးလေးအတွက်ဆိုပို့ပြီးဦးစားပေးရွေးချယ်မှုတွေလုပ်ဖြစ်ပါတယ်သူတို့အကောင်းဆုံးဖြတ်သန်းစီခြင်းနဲ့သူတို့ပျော်နေတဲ့ဘဝမျိုးလေးပဲလုပ်ခြင်းနဲ့သူကြိုက်နေတဲ့သူ့ရဲ့ရည်တည်ချက်ကိုသူ့ရဲ့အရေးအချင်းနဲ့အကောင့်ထဲပေါ်ပေးနိုင်တဲ့လူတစ်ယောက်ကိုပဲဖြစ်ဖို့အတွက်ကိုပဲအမကနောက်ကနေပံ့ပိုးပေးမှာပါအမားမြင်ရတော့အိမ်လေးတစ်အိမ်ဆောက်ကြလို့ပဲ foundation ကောင်းဖို့လိုအပ်တယ်လို့အရေးကြီးပါတယ်အမားရဲ့အမြင်ရတော့လေကိုရာရဲ့ကိုယ့်ရဲ့အခြေအနေရပေါ့နော်အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်ကြတော့မှမိသားစုလေးစတင်တာတော့အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်ခလေးလေးကိုဘယ်ချိန်မှစယူမှလဲတယောက်နဲ့တယောက်ဘယ်လောက်ချပြီးယူမှလဲဒါလေးတွေကိုပေါ့နော်ကိုယ့်ရဲ့ partner နဲ့တည်ကြကြတိုင်ပင်ဆွေးနွေးပြီးတော့မှကိုနဲ့အကိုက်ညီဆုံးဖြစ်တဲ့ဒီ contraceptive choice တွေကိုရွေးချယ်တာလေမိမိရဲ့ကျန်းမာရေးအတွက်လည်းကောင်းတယ်နောက်ပြီးတော့ကိုယ့်ရဲ့တသားမိမိလေးတွေကိုလည်းတည်ချာလေးအချိန်ပေးပြီးတော့ဂရုစိုက်နိုင်တာပေါ့နော်အဲ့တော့ planning ရှိထားတဲ့အခါမှာလည်းစိတ်အေးရတယ်နောက်ပြီးတော့ကိုယ့်ရဲ့မိသားစုရဲ့အနာဂတ်အတွက်ကိုဖြစ်ချင်တဲ့ပုံစံလေးကိုကိုယ်တိုင်ပုံဖော်နိုင်တာပေါ့နော်အဲ့တော့အမရဲ့အမြင်ရတော့ family planning ဆိုတာမိသားစုတိုင်းအတွက်တကယ်ကိုမှလိုအပ်တဲ့အရေးကြီးတဲ့အရာလည်းဖြစ်ပါတယ်အရွယ်ရောက်လာပြီဆိုလို့ရှိရင်အမျိုးသမီးရောအမျိုးသားရောပေါ့နော်ဘယ်လိုအချိန်မှာအိမ်အောင်ပြုတ်ကြမယ်ဆိုတဲ့ဟာလဲစဉ်းစားရတယ်လို့ပေါ့နော်အိမ်အောင်ပြုတ်ပြီးသွားပြီဆိုလို့ရှိရင်လည်းဘယ်အသက်အရွယ်မှာကလေးကိုယူကြမယ်ပေါ့ကလေးဘယ်နှစ်ယောက်ယူမယ်ဆိုတဲ့အရေးအတွက်ကိုပဲကြိုတင်စဉ်းစားထားတာမျိုးမဟုတ်ဘဲနဲ့ဒီမိသားစုတစ်စုလုံးရဲ့အနာဂတ်ကိုကြိုတင်ဖော်ဆောင်တာလို့ပြောရင်ပုံမှန်ပဲပေါ့နော်
ဒီကလေးမယူခင်မှာကြိုတင်စီစဉ်ပြီးမှယူရဲဆိုရင်ကလေးတွေအတွက်လည်းပိုကောင်းမွန်တဲ့ကျန်းမာရေးပညာရေးစားတဲ့ဘဝလေးကိုပေးနိုင်မယ်မိဘတွေအနေနဲ့ကလည်းအစအရာအဆင်ပြေတဲ့အချိန်အဆင်သင့်ဖြစ်တဲ့အချိန်မှာယူတာဖြစ်တဲ့အတွက်ပိုတည်ငြိမ်တဲ့ဘဝလေးရမယ်ပေါ့နော် ဒီနေ့သမီးတို့နှစ်ယောက်ကိုပျော်ရွှင်အောင်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင် Happy Mother's Day မေမေမမေကိုချစ်တယ် Happy Mother's Day Happy Mother's Day